နန်းလေးတကားပွင့်လို့ပြောလိုက်တာနဲ့ကြောက်တကားကအလိုအလျောက်ပွင့်သွားခဲ့ပါတယ်ပြီးတော့တကူခေါင်းဆောင်စံပီယိုရဲ့တွန်းအားပေးမှုအောက်မှာတခိုးတွေကခိုးယူလာတဲ့ရွှေငွေရတနာတွေကိုကူတဲကိုအမြန်သေးသွားကြပါတယ်အရေးထဲမှာပုံနေတဲ့အလီဘဘာကအရာအားလုံးကိုချင်းချင်းလင်းလင်းစောင့်ကြည့်နေတာကိုတော့တတိမထားမိခဲ့ကြပါဘူးလက်အောက်ငယ်သားတွေကပစ္စည်းတွေကိုအထဲမှာထားပြီးထွက်လာတဲ့အခါစံပီယိုကချက်ချင်းအပိတ်ပေးလိုက်ပါတယ်နန်းလေးတကားပိတ်တေချာတာပေါ့နောက်တစ်ဆက်ကမှကြောက်တကားကချက်ချင်းပိတ်သွားခဲ့ပါတယ်တခိုးတွေအလုံးမြင်းပေါ်ကိုစီးပြီးထွက်သွားပြီးတဲ့နောက်မှာတော့အလီဘဘာကကြောက်တကားစီကိုအမြန်လာခဲ့ပြီးသူကြားခဲ့တဲ့မန်တန်ကိုယူဆိုလိုက်ပါတယ်နန်းလေးတကားဖွင့်တေချာတာပေါ့ကြောက်တကားကတုတ်ပြန်ပြီးပွင့်သွားပါတယ်အာလီဘဘာကစိတ်လှုပ်ရှားတဲ့အမှုအရာနဲ့ဝင်သွားခဲ့ပါပြီ။သူဝင်လိုက်တာနဲ့ရှားပါတဲ့ယတနာတွေနဲ့ပြည့်နေတဲ့ကူကိုတွေ့လိုက်ရပါတယ်။ဒါကသူ့ကိုချက်ချင်းမျက်စိကျင်းစေခဲ့ပါပြီ။ဒါပေမဲ့ကြောက်တတ်တဲ့အာလီဘဘာကပစ္စည်းတွေအများကြီးကိုမယူရဲသေးပါဘူး။ရွှေရင်းကားတွေနဲ့အိတ်တလုံးကိုပဲအပြည့်ဖြည့်လိုက်ပါတယ်။ဒါပေမဲ့သူတော့ခွာဖို့ပြင်ဆင်နေတော့မှရုတ်တရက်အပြင်ကမြင်းခွာတန်ကိုကြားလိုက်ရပါတယ်။ရွှေရင်းကအမြောက်အများနဲ့အိမ်ကိုပြန်ရောက်လာပြီးတဲ့နောက်မှာတော့အာလီဘဘာကအလဲပိုင်းရှင်ကိုချက်ချင်းရှာတွေ့ပြီးသူ့မှာပိုက်ဆံရှိပြီလို့ပြောလိုက်ပါတယ်။သူနဲ့သူ့မိမချောင်းမီအတွက်လွတ်လပ်ခွင့်ကိုဝယ်ပေးဖို့ပြောလိုက်ပါတယ်။လေပိုင်းရှင်ကချက်ချင်းအံ့အားသင့်သွားခဲ့ပြီးမတုတ်ပြန်နိုင်ခင်မှာအာလီဘဘာကရွှေရင်းပြတဲ့စုပ်ကိုထုတ်ပြီးသူ့ကိုကျဲချလိုက်ကအေးဆေးစွာထွက်သွားလိုက်ပါတယ်။သူ့ရဲ့ဂျုံကရုတ်တရက်ချမ်းသာသွားတာကိုမြင်တော့လေပိုင်းရှင်ကချက်ချင်းမကောင်းတဲ့အသွေးတစ်ခုဝင်လာခဲ့ပါပြီ။ပြီးတော့သူကသူ့ကိုအခန့်ဖို့ဝိုင်းကောင်းတဲ့အစားအသောက်ကောင်းတဲ့စပွဲတစ်ခုကိုပြင်ဆင်လိုက်ပါတယ်။အာလီဘဘာကလေပိုင်းရှင်ရဲ့အဝတ်ချေပုံမှုကြောင့်စိတ်ထိခိုက်သွားခဲ့ပါပြီ။တညလုံးတောက်စားပြီးတဲ့နောက်မှာတော့အာလီဘဘာကသူ့ကိုလက်ဝက်စမ်းကြတဲ့ကူစီကိုခေါ်သွားလိုက်ပါတယ်။နန်းလေးဖွင့်ဆိုတဲ့စကားတွေနဲ့ကြောက်တကားကချက်ချင်းအလိုအလျောက်ပွင့်သွားခဲ့ပါတယ်။လူနှစ်ယောက်ဝင်သွားတဲ့အခါမြေပြင်ပေါ်မှာခင်းသားတဲ့ယတနာတွေကိုမြင်တော့လေပိုင်ရှင်ရဲ့မျက်လုံးတွေကချက်ချင်းတောက်ပသွားခဲ့ပါပြီ။ဒါပေမဲ့အလီဘဘာကချွေတင်းကားတွေကိုယူသွတ်စွာစုဆောင်းနေတော့မှမထင်မှပဲလေပိုင်ရှင်ကသူ့နောက်ကဓာကြီးတလက်နဲ့ရှိကလာခဲ့ပါတယ်။ကောင်းစွာနဲ့အရေးကြီးတဲ့အချိန်မှာလူကရုတ်ရက်လဲလိုက်ပြီးတိုက်ဆိုင်စွာနဲ့အပြင်ကမြင်းခွာတန်ကိုကြားလိုက်ရပါတယ်။အဲ့ဒီတော့မှနှစ်ယောက်စလုံးကအလင်းအမြန်ထွက်သွားခဲ့ကြပါတယ်။ဒါတွေအားလုံးကိုတခုခေါင်းဆောင်ကစောက်ကြည့်နေတဲ့ဆိုတာကိုတော့သူတို့မသိလိုက်ကြပါဘူး။အလီဘဘာကတညထင်းနဲ့ရုတ်ရက်ချမ်းသာသွားပြီးတဲ့နောက်မှာတော့သူ့ရဲ့အရင်ကကောင်းခဲ့တဲ့ညီအကိုတွေကိုချက်ချင်းရှာတွေ့လိုက်ပါတယ်။သူတို့ကအိုးမဲ့အိမ်မဲ့တောင်းစားသူတွေဖြစ်နေတာကိုမြင်တော့သူ့ရဲ့ကံကောင်းခြင်းတွေကိုသူတို့နဲ့မျှဝေဖို့ချက်ချင်းဆုံးဖြတ်လိုက်ပါတယ်။နောက်နေ့မှာသူတို့ကတောက်ပတဲ့အဝတ်အစားတွေကိုအတူတကွဝတ်ဆင်လိုက်ပြီးသူတို့ရဲ့ကြွယ်ဝမှုတွေကိုနေရာတိုင်းမှာပြသလိုက်ကြပါတယ်။ပျော်ရွှင်တဲ့အခါလမ်းတွေပေါ်မှာပတ်စံတွေကိုကျဲချလိုက်ကြပါတယ်။လူတိုင်းကစိတ်လှုပ်ရှားစွာနဲ့ပတ်စံတွေကိုကောက်ယူဖို့ကုန်းလိုက်ကြပြီးအာလီဘဘာအသက်ချေပါစေလို့လည်းအော်ဟစ်ခဲ့ကြပါတယ်။မကြခင်မှာအာလီဘဘာကမြို့လေကောင်မှာအင်ကြီးတစ်လုံးကိုမျက်စိကျသွားခဲ့ပြီးစီးနှုံးကို2သိန်းကနေ3သိန်းအထိအောင်မြင်စွာညှိနှိုင်းနိုင်ခဲ့ပါတယ်။စိန်ကံပြီးချက်ချင်းငွေအပြည့်အဝပေးချေလိုက်ပါတယ်။အာလီဘဘာကသူ့ရဲ့ကြွယ်ဝမှုကိုဆက်ပြီးပြသကစင်ရဲသားတွေကိုကူညီနေတာကြောင့်တခိုးတွေနဲ့လေပိုင်ရှင်နှစ်ယောက်စလုံးရဲ့အကျိုးစီးပွားတွေနဲ့ပဋိပက္ခဖြစ်စေခဲ့ပါတယ်။နှစ်ဖက်စလုံးကလူအများအပြားကိုတပြိုင်တည်းဆေလွတ်လိုက်ပြီးအာလီဘဘာကိုအပပိုင်းဖြတ်တောက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့သူတို့လှုပ်ဆောင်တော့မဲ့အချိန်မှာနှစ်ဖက်စလုံးကတစ်ဖက်ကိုအာလီရဲ့ငားရမ်းထားတဲ့လူတွေလို့မာယွန်းသွားပြီးထင်မှတ်သွားကပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှပါဝင်သွားကြပါတယ်။လက်ဖြတ်ထားတဲ့လက်တစ်ဖက်ကအာလီဘဘာရှေ့ကိုပြန်ဝဲလာတဲ့အထိအဲ့ဒီတော့မှသူကအောက်ထပ်မှာတိုက်ခိုက်နေတဲ့မြင်ကွင်းကိုတတိပြုမိလိုက်ပါတယ်။နှစ်ဖက်စလုံးကလူတွေအားလုံးတိတ်ဆုံးသွားတော့ကိုမြင်တော့အာလီဘဘာအနီးမှာပုံအောင်နေတဲ့တခိုးခေါင်းဆောင်ကသူ့ရဲ့ဖုံးကွယ်ထားမှုကိုပယ်ရှားလိုက်ပြီးဓာကြီးတစ်လက်ကိုဆွဲကအာလီဘဘာနဲ့လေပိုင်ရှင်နောက်ကိုလိုက်သွားပါတယ်။ဒါကြောင့်သူတို့၃ယောက်ကအပေါ်ထပ်ကိုယူသွတ်စွာတယောက်ကိုတယောက်လိုက်ပန်းခဲ့ကြပါတယ်။မထင်မှပဲလေပိုင်ရှင်ကရုတ်တရက်စိတ်ချုပ်သွေးသွားခဲ့ပြီးရေထဲကိုလဲကျသွားခဲ့ပါတယ်။အာလီဘဘာကအခွင့်အရေးကိုအတုံးချပြီးတခိုးကိုကန်လိုက်ကသူတို့ကရေထဲမှာတက်ခိုက်ဖို့စတင်လိုက်ကြပါတယ်။နောက်ဆုံးမှာသူတို့နှစ်ယောက်စလုံးအတူတကွတိတ်ဆုံးသွားခဲ့ကြပါတယ်။နောက်ပိုင်းမှာအာလီဘဘာကပိုက်ဆံကမကောင်းမှုအားလုံးရဲ့အရင်းမြစ်ဖြစ်တဲ့ဆိုတာကိုသဘောပေါက်သွားခဲ့ပါပြီ။ဒါကြောင့်သူကတမန်လူအားလုံးကိုလျှို့ဝှက်စမ်းကြတဲ့ကူစီကိုခေါ်သွားလိုက်ပြီးကြောက်တကားကိုဖွင့်ကအထဲကချွေငွေနဲ့ယတနာတွေကိုခွဲပေးလိုက်ပါတယ်။အာလီဘဘာကသူ့ရဲ့ချစ်သူချောင်းမီနဲ့ကဘာကိုလဲသွားလာလိုက်ပြီးပျော်ရွှင်စွာနဲ့ထဝရနေထိုင်သွားခဲ့ကြပါတယ်။